မနေ့ကမိပင်ဝင်ဆိုတာမနိုင်တဲ့ခါကျကျမကိုဖိုက်တာပိုင်ဝင်လာခေါ်တယ်ရှင်အဲ့အညာတိုင်းအကြောတော့အကြောတော့မဟုတ်တော့ဘူးအမလေးကျသူကျမရဲ့ခွင်နေဗီရောအရင်ကြောက်နေတာခွင်နေဗီရပဲကနေတာမဟုတ်ဘူး free ရလည်းကနေတဲ့ထိုးအမလေးသူ့ရဲ့ favorite ဘက်ကတော့ကျမထိုးတော့မယ်ရှင်ကြကြပါအောင်ကြောက်လိုက်တာရှင်အမလေးဆက်လာတယ်ကျမကျန်တဲ့ထိုးနေအမလေးကျမအရင်နိုင်စင်နေတာ तू ကကျကိုကြီးစားမလို့ရှော့ပေးမလားအောင်မီ तू ကပို့ဆိုးနေရှင်ကျမအရင်နေနိုင်ယူစင်နေတာဒီဘက်လေးစကားလိုက်အောင်မဖမ်းမတက်အောင်အမလေး तू လာနေပြီပြမဖြစ်တော့မယ်အော်ရှင်ဒီလိုမျိုးအခါခွင့်တင်အောင်စောင့်ပြီးတော့မှလောက်တာပေါ့လေ okay တွေ့မယ်ထင်သားပဲအဲ့ချိန်မှာ तू ပုံနေမှာဆိုကျမတိတာပဲရှင်ကျမကိုချောင်းမြတ် तू ထောက်ကိုနေတာမေးပြီး तू ပြေးနေရပြီ तू ကျမလုံးဝထိုးလို့မရတော့ तू မ spare မရှိတော့တူရရှင်ရောအမ institute လေးမှာတခါထုတ်ခဲ့မယ်နော်ညထမတာဝါပြစ်နေပြီငါ့ကိုအေးညာသားဆိုရကောကောင်မလေးအစ်မကောင်ရှင်တိတာကျမ anime scale ကို तू တောင်းပြီးတော့မှဝင်ထိုးတာတော့ Guinevere နဲ့မဟုတ်လို့ပါ Guinevere နဲ့ဆိုလို့ရှင်ကျမလုံးဝထိုးလို့မရစေရဘူး तू ကျမလည်းပဲဝင်ထိုးလို့ရှင်ကျမအဲ့မှာ anime ဖွင့်လိုက်ကောအဲ့လိုဖွင့်လို့ရှင် तू ထွက်ပြေးရောသေးလားကျမ anime ခုတော့မှ तू ဝင်ချလာလားရှင်ကျမအဲ့မှာဝင်ထိုးပြီးတွေ့လားခံလိုက်ရပြန်ပြီဒီတခါတော့မစင်နာဘူးနောက်တစ်ဝဲနောက်နေ့ကျမနှွှဲမယ်နေခဏနေရောရှုံးတာနဲ့ငွေရလားမသိဘူးနော်စမ်းပြီးတော့ပဲဟုတ်တော့အေး1-3နဲ့ရှုံးရတယ်လို့တော်တယ်ပေါ့0-3နဲ့မရှုံးတာတကယ်တော့ကျမအရန်ကျွမ်းကျင်တဲ့ Guinevere ကိုဘန်းခံလိုက်ရလို့ကျမရှုံးတော့ဖြစ်ပါတယ်ရှင်မဟုတ်လို့ရှင်ကျမနိုင်မှာပေါ့နော်အဲ့လိုမှကျမဗီဒီယိုလေးအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင် like comment follow and share လေးနဲ့ကူညီပေးကြပါအောင်ရှင်ဒါလေးတွေကတော့ free item လေးတွေပေါ့နော်အရင်တော့ကျမဒီ item လေးသုံးပြီးဆော့တာတော့နိုင်တယ်ရှင်ဘာလို့ဆိုတော့ကျမ hyper ကိုင်းပြီးဆော့ခဲ့တာ哦အခုကဘလို့ extra ဖြစ်သွားလဲကျမလည်းမသိဘူးရှင်ဒီနေရာမှာဟိုအမြန်ခုတ်တဲ့ဟာ inspire လားမသိဘူးအဲ့ဒါထည့်ပြီးဆော့ရင်တော့ရအောင်နောက်ပြန်ကျမ now hero နဲ့အဲ့အညာသားဆိုတဲ့ကောင်မကိုကျမအနိုင်ကြည့်ပြမယ်ရှင်